မင်္ဂလာပါ All in One Entertainment Channel ကနေကြိုဆိုပါရစေ။မြမယဉ်ကျေးမှုမှာစင်ဖြူတော်ဆိုတာဖုံးကန်တတ်ရှင်းစင်ကြယ်မှုနဲ့အောင်မြင်မှုရဲ့ပြရုပ်ဖြစ်တာကြောင့်စင်ဖြူအိမ်မက်ဟာအလွန်မုံမြတ်တဲ့အိမ်မက်အမျိုးအစားထဲမှာပါဝင်ပါတယ်။အိမ်မက်ထဲမှာစင်ဖြူတော်ကိုမြင်မဲ့ရင်ရေပူရအဖြစ်အောက်ပါတိတ်နမိတ်တွေရှိတတ်ပါတယ်။ထူးခြားသောတာရဏထွန်းကားခြင်းအိမ်အောင်တဲ့အမျိုးသမီးတွေမဲ့ရင်မိမိရဲ့ရင်သွေးဟာနောက်တစ်ချိန်မှာထူးချွန်ထက်မြက်ပြီးလူအများအကျိုးကိုဆောင်ရွက်မဲ့ဖုံးကန်ကြီးမားသူဖြစ်လာတတ်ပါတယ်။ဗုဒ္ဓလောင်းလျာပရိသတ်နေယူစဉ်ကမေတော်မာယာမက်ခဲ့တဲ့အိမ်မက်အတိုင်းဖြစ်ပါတယ်။ယာရုအာနာတိုးတက်ခြင်းအလုတ်ကိုင်နယ်ပယ်မှာအကြီးအကဲဖြစ်လာတာလူများကလေးစားရတဲ့အဆင့်တန်းတစ်ခုကိုရောက်ရှိတာမျိုးဖြစ်တတ်ပါတယ်။ကံကောင်းခြင်းနဲ့မင်္ဂလာရှိခြင်းမထင်မှတ်ဘဲကံထူးတာစီးပွားလက်လာပါအကြီးအကျယ်တိုးတက်တာဒါမှမဟုတ်ဘေးအန္တရာယ်တွေကနေကင်းဝေးသွားတာမျိုးကိုဖော်ဆောင်ပါတယ်။အိမ်မက်ထဲကအခြေအနေအလိုက်အကျိုးပေးပုံအိမ်မက်ထဲမှာစင်ဖြူတော်ကိုဘယ်လိုမြင်ရလဲဆိုတာပေါ်မူတည်ပြီးအဓိပ္ပာယ်အနည်းငယ်ကွဲပြားနိုင်ပါတယ်။စင်ဖြူတော်ကိုစီးရခြင်းလို့မြင်မှတ်ရင်မိမိရဲ့ရည်မှန်းချက်တွေအောင်မြင်တော့မယ်အခက်အခဲတွေကိုကျော်လွှားနိုင်တော့မယ်ဆိုတဲ့သဘောပါ။စင်ဖြူတော်ကပစ္စည်းတစ်ခုခုပေးခြင်းလို့မြင်မှတ်ရင်မုံမြတ်တဲ့လက်ဆောင်သို့မဟုတ်အခွင့်အရေးကောင်းတစ်ခုရရှိတော့မှာဖြစ်ပါတယ်။စင်ဖြူတော်ကအိမ်ထဲဝင်လာခြင်းလို့မြင်မှတ်ရင်မိသားစုတစ်ခုလုံးအေးချမ်းသာယာပြီးဂုဏ်သတင်းကျော်စောလာမယ့်နိမိတ်ပါမြမအစဉ်လာအိမ်မက်အဖိဒံတွေမှာတော့စင်ဖြူတော်ကိုအိမ်မက်ရင်သူပအိမ်မက်မင်္ဂလာရှိသောအိမ်မက်လို့ခေါ်ပါတယ်ဒီလိုအိမ်မက်မျိုးမက်ရင်စိတ်နှလုံးကိုကြည်လင်အောင်ထားပြီးကောင်းမှုကုသိုလ်တွေပြုလုပ်ဖို့လူကြီးတွေကတိုက်တွန်းလေးရှိပါတယ်အချင်းချုပ်ပြောရရင်စင်ဖြူတော်အိမ်မက်ဟာတင့်ဘဝမှာထူးခြားတဲ့အပြောင်းအလဲကောင်းတွေဒါမှမဟုတ်မူမြတ်တဲ့အောင်မြင်မှုတွေရောက်လာတော့မယ်အတိတ်နိမိတ်ကောင်းပဲဖြစ်ပါတယ်ခင်ဗျာ